ဒီနေ့ပေါ့နော်နွန်ထပ်ပေါ်ဒီမှာနာမည်ကြီးနေတဲ့ရေပေါ်ကော်ဖီဆိုင်လေးဆိုဘယ်လိုမျိုးလဲလို့သိချင်တဲ့သွားတာပါရှင်ဟိုမှာရောက်တော့တကယ်ရေပေါ်ကော်ဖီဆိုင်ဆိုတာဒီလိုမျိုးရေပေါ်ဆောက်ထားတယ်မဟုတ်ပဲနဲ့ရေပေါ်မှာပဲတောက်ရမယ့်ကော်ဖီဆိုင်လေးဖြစ်ပါတယ်ရှင်ကြည့်ကြပါဦးသွားတဲ့အဲ့လိုမျိုးလမ်းတွေမှာတောက်လျှောက်တွေမှာပေါ့နော်ရေပြီးတော့လို့ရှင်အဲ့အောက်မှာပဲရေကိုထိုင်တောက်ပြီးတော့မှခြေထောက်တွေချပြီးတော့မှဟိုဘက်မှာကြောက်ဖျားမြက်ပေါ့နော်ဒီကော်ဖီဆိုင်ကနာမည်ကြီးတယ်အရင်ကတော့မင်းသမီးမင်းသားတွေလည်းလာပြီးတော့စားကြတယ်အဲ့လိုမျိုး view တွေလည်းအဲ့လိုမျိုးကြည့်လို့ရတယ်ပေါ့နော်ကြောက်ဖျားမြက် view ကနေကြည့်တက်ပုံရိုက်ခဲ့အောက်ကနေပဲအဲ့လိုမျိုးရိုက်လို့ရတာပေါ့နော်ရေပေါ်မှာပဲထိုင်တောက်ပြီးတော့မှာစားလို့ရတယ်ထမင်းတွေဟိုဟာတွေဈေးတက်တာလားဆိုတော့မတက်တာဘူးပေါ့နော်လိုမျိုး10တစ်ခွက်ကိုကော်ဖီစင်း100ကျော်ပေးရတယ်ထမင်းဆိုရင်လည်း100ကျော်ပေးရတာပေါ့နော်ဒါပေမဲ့ကြည့်ရတဲ့ view နေနဲ့ဆိုရင်တော့အရန်နဲ့တန်ပါတယ်ကော်ဖီဆိုင်ရဲ့ location ကကြတော့ဒီ comment အောက်မှာပေါ့နော်နေရာလေးထားထားပေးမှဖြစ်ပါတယ်မာယာကကြတော့အရန်လဲသဘောကျတယ်ပတ်စံပေးရတယ်တန်တာပေါ့နော်ဒီလိုမျိုးရှေ့ဟောင်းကော်ဖီဆိုင်လေးမှာပေါ့နော်ရှေ့ဟောင်းကော်ဖီဆိုင်လေးမှာလာပြီးတော့မှဒီကြောက်ဖျားမြင့်ပေးမှာကော်ဖီအေးလေးတောက်ရနဲ့မူကထလည်းရှိတယ်နော်မူကထစားချင်တယ်လို့ဆိုရင်မူကထမှာစားလို့ရတယ်အောက်မှာရေတွေတစ်ဆက်ထဲပဲဒီတို့ကကြတော့ပြောတာအရင်တော့ကအဲ့မှာရေမရှိပေါ့နော်ဟိုပါပဲဒါပေမဲ့ရေကများတစ်နှစ်ထက်တစ်နှစ်ပို့ပြီးတော့ကမ်းပေါ်တက်လာတော့တို့အိမ်အောက်ရောက်အဲ့ဟာကြတဲ့နာမည်ကြီးသွားတာအဲ့ကော်ဖီဆိုင်က Okay အားလုံးပဲ bye bye